ဆိုတဲ့ဟာကိုလုပ်ရမှာဒီမှာကျ past and real ဆိုတာဒါလေသူတစ်ဖက်လက်နဲ့ပြောရတာမယ်နော်ဒါ that conditional ကိုပြောင်းရမှာနော် that conditional ကိုပြောင်းဖို့အတွက်ဆိုရင်ကျတော့ဘယ်လိုဖြစ်သွားမလဲသူက past မှာမဖြစ်ခဲ့ဘူးအဲ့ဒီရဲ့မတိုင်ခင်မှာဖြစ်ခဲ့ရင်ကောင်းမှာပဲပေါ့နော်ဖြစ်ခဲ့ပြီးရင်ကောင်းမှာပဲဆိုတဲ့ကြောင့်မို့ဒါလေးကကျတော့ if ရဲ့နောက်မှာ had verb 3လိုက်မယ်ပြီးရင် would have verb 3ပေါ့နော်ဒီဟာလေးကဒီမှာဆိုရင် sorry for my handwriting so would have verb 3အဲ့လိုလေးဖြစ်မယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာ number 1လေးကိုပြောမယ်ဒီမှာဆိုရင်ဒါက past မှာမဖြစ်ခဲ့ဘူးမဖြစ်ခဲ့တာကိုဖြစ်ပြီးရဆိုရင်ကောင်းလိမ့်မယ်ဆိုတဲ့ဟာပေါ့နော် would have verb 3ဘာတော့ဖြစ်ပြီးလိမ့်မယ်ဆိုပြီးပြောတာပေါ့အဲ့ဆိုရင်ခုဆိုရင်ဒီမှာဒါလေးကိုကြည့်မယ် if I had listened ငါနားထောင်ခဲ့မယ်ဆိုရင်တဲ့ radio ကိုနားထောင်ပြီးသားဖြစ်မယ်ဆိုရင်အမှန်တော့ तू က past မှာနားမထောင်ခဲ့ဘူးအဲ့ဒါကို तू ကနားထောင်ပြီးသားဖြစ်မယ်ဆိုရင်ငါကနားထောင်ခဲ့ပြီးသားဖြစ်မယ်ဆိုရင်ဗါတဲ့ I would have heard the breaking news သတင်းထူကိုငါကြားပြီးသားဖြစ်လိမ့်မယ်ပေါ့နော်သူကနည်းနည်းနောင်တရတဲ့သဘောပြော regret ပေါ့နော်ငါနားမထောင်ခဲ့ရအောင်နားထောင်ပြီးသားတာဖြစ်မယ်ဆိုရင်ငါကြားပြီးသားဖြစ်လိမ့်မယ်အဲ့လိုသဘောမျိုးပေါ့နော်နောက်တစ်ခုလေးဆို if ရဲ့နောက်ကဟာလေးတွေကိုရေးမယ်နော် if he had not been if she had not been on holiday သူသာ holiday မှာမဟုတ်ခဲ့ဘူးဆိုရင် she would have come သူဒီကိုရောက်လာပြီးသားဖြစ်လိမ့်မယ်ပေါ့နောက်တစ်ခုကျတော့ဒီမှာ if you had asked direction asked asked မင်း direction ကိုသာမေးခဲ့ပြီးပြီဆိုရင်တော့ we would not have got lost ငါတို့ we would not have got lost ငါတို့လမ်းပြောက်မှာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကျ if she had prepared သူသာ prepare for the test ပွဲသူသာစာမေးပွဲအတွက်ပေါ့နော်စာမေးပွဲအတွက်တည်တည်ချာချာပြင်ဆင်ပြီးသားတာဖြစ်မယ်ဆိုရင်ဘာဖြစ်မလဲ she would have passed စင်တာလေးရနော် would have 3 နောက်တစ်ခု if we had developed developed if we have developed alternative resources earlier စောကရရတာတဲ့ alternative resources တခြားပေါ့နော်ရွေးချယ်စရာဒီ sources တွေကိုရင်းမြစ်တွေကိုဒါရှာဖွေပြီးသားဖြစ်မယ်ဆိုရင်တော့ fossil fuels ဒီကြောက်ဖြစ်ရုပ်ကျွင်းဒီလောင်စာတွေကဘာဖြစ်မလဲ would not have ran out ဖြစ်မှာမဟုတ်ဘူးပေါ့ဒီမှာဆိုရင် verb 3တွေကိုတော့ကိုရီးယားသိထားရမှာပေါ့နော်ဒီမှာဆိုရင် ran ရဲ့ verb 3ကလည်း ran ပဲเนาะ are you and ran ပဲဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခုသွားပါမယ်နောက်တစ်ခုကတော့သူက matching တွဲရမှာပေါ့နော် matching လေးတွဲရမယ်ဒီမှာ match the beginning နဲ့ဒီမှာအရင်ဆုံးတော့ matching တွဲရင်ကိုကဖတ်ထားရမှာเนาะဒီမှာဆိုရင် stronger ဒါပေမဲ့ဒီမှာတော့ဘာဖြစ်မလဲဒီမှာဒီဘက်ကလေးဖတ်ကြည့်မယ် say hello ငါ hello ပြောပြီးသားဖြစ်လိမ့်မယ် break ဆိုတာကွဲတယ် don't get the cheap flight ဈေးရောတဲ့ပေါ့နော်ဈေးတန်တဲ့ flight ကိုမရခဲ့ဘူးဆိုရင်18ဖြစ်တယ် able to go out အပြင်သွားနိုင်တယ် told him about our secret ငါတို့ရဲ့လိုအပ်ချက်ကိုပြောတယ် tools သူ့မှာပစ္စည်းကိရိယာတွေရှိတယ်နောက်က pass the exam ဆိုတာတော့ဆောင်းဝဲအောင်နဲ့ carry the piano ဆိုတာစနေရောက်တည်ပြီးတယ် driving license ဒီမောင်းလိုက်စင်ရှိရ okay အဲ့တော့ပထမဆုံး if I were stronger ငါဒါတဲ့ stronger ဖြစ်ခဲ့မယ်ဆိုရင်ဒီမှာစင်သူကပါတော့သူက past ဘယ်လိုပြောမလဲ past tense ရေးထားတဲ့အတွက်ကြောင့်မို့ဒါ second condition နဲ့เนาะဖြစ်ခဲ့ရင်ဘာလုပ်လိမ့်မယ်ပေါ့နော်ငါဒါ stronger ဖြစ်ခဲ့မယ်ဆိုရင်ဘာလုပ်မှာလဲဒီမှာဆိုရင်ကြည်လိုက်ရင်ဘာတွေ့မလဲဆိုတော့အဲ့ဆိုရင်ဒါလေးပေါ့ဒီမှာ if I were stronger တာဖြစ်မယ်ဆိုရင်တော့ I would have you carry the piano ကိုငါတဲကူမှာပေါ့နော် would ဟုတ်ပြီနောက်တစ်ခု if we had seen you ငါတို့မင်းတို့သာတွေ့ပြီးသားဖြစ်မယ်ဆိုရင်ဒီမှာဆို had verb 3ဒါက back condition နဲ့ငါတို့သာတွေ့ပြီးသားဖြစ်မယ်ဆိုရင်ဘာဖြစ်မလဲ would have ဆိုတဲ့ဟာလာရတော့မယ်ဟုတ်တယ်ဒီမှာwould have said hello ငါတို့တွေနှုတ်ဆက်ပြီးသားဖြစ်မှာပေါ့နော်အခု the sun shines နေတာရင်ဘာလုပ်မလဲနေတာရင် okay အဲ့တော့ဒီမှာတော့နေတာရင် we will be able to go out ငါတို့အပြင်ထွက်မယ်နောက်တစ်ခု we would have repaired ဒါလေးကhe would have repaired သူကပြင်ပြီးသားတောင်ဖြစ်လိမ့်မယ်တဲ့ကားကိုတဲ့သူ့ဘာသာသူပေါ့နော်ဘာလို့ရင်နော် if he had
he had the tools သူ့မှာဒါပစ္စည်းကြီးတွေရှိခဲ့မယ်ဆိုရင်ဒီမှာ had ဒါကြောင့်မလို့ဒီမှာ would have 3 if you drop the glass vase မင်းဒီပန်းအိုးပေါ့နော်ပန်းအိုးက glass ပန်းအိုးကြီးပေါ့ drop ကျသွားမယ်ဆိုရင်ဘာဖြစ်မလဲ it breaks ဒါက true ပဲเนาะဒါ real situation အဲ့ဆိုရင်ကျမှာတော့ကွဲမှာပဲပေါ့ it breaks နောက်တစ်ခု if I had study ငါလေ့လာခဲ့ပြီးမယ်ဆိုရင် had study ဆိုလေ့လာခဲ့ပြီးမယ်ဆိုရင်တော့ I would have passed the exam နောက်တစ်ခု I wouldn't go to school by bus ငါကျောင်းဟိုတဲ့bus ကားနဲ့မသွားလိမ့်မှာမဟုတ်ဘူးတဲ့ဘာဖြစ်ရင်တော့ if I had driver license ရှိမယ်ဆိုရင်ပေါ့နော် driving license ရှိမယ်ဆိုရင်ဒီမှာ past တဲ့အဲ့တော့ I won't go to London ကိုမသွားဘူးတဲ့ if I don't get the cheap flight တာမရဘူးဆိုရင်London မသွားဘူးတဲ့နော်အဲ့ဒါwe'd be ဒါဒီလေးပြထားတဲ့ဒါ would ကိုဆိုတော့နော် we would be stupid အဲ့တော့မယူရဲ့ဆန်ရဖြစ်လိမ့်မယ်တဲ့ဘာဖြစ်ရင်လဲif we told him about our secret ကြောင့်ကိုပြောခဲ့တယ်ဆိုရင်ငါတို့ would be stupid ပေါ့နော် she would have the right to vote သူကမဲပေးခွင့်နေရှိလိမ့်မယ်တဲ့ဘာဖြစ်လို့လဲဒီမှာဆို she ပြီးသားရှိလိမ့်မယ်ပေါ့နော်ဒါ past တဲ့ဘာဖြစ်ရင်လဲif she were 18ဒီမှာဆို were လေးသုံးနေနော်ဘာဖြစ်လို့ဒီမှာ she ဆိုတာအမှန်တော့အနေမလား was normally ဆိုရင် was သုံးမှာဒါပေမဲ့ were သုံးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါက imaginary ပေါ့နော်စိတ်ကူးရင်ဆန်တဲ့ဟာတွေရဲ့နောက်မှာကျတော့ were သုံးနေနော်ဆိုရင်နောက်တစ်ခုသွားပါမယ် exercise အဲဆိုရင်တော့နောက်တစ်ခုကတော့ F ကိုသွားမယ်ပေါ့နော် exercise F လေး exercise F လေးကကျတော့ write the second or third conditional sentence about this situation ဒီ sentence situation လေးကိုဖတ်ပြီးတော့ second condition နဲ့သုံးမလား third condition နဲ့သုံးမလားဆိုတော့တွေးပြီးတော့မှရေးရမှာနော်ပထမဆုံး she stay at a hotel တဲ့ hotel မှာနေခဲ့တယ်တဲ့ပြီးတော့ it cost her a lot သူ့ကိုငွေတွေအများကြီးကုန်ခဲ့တယ်တဲ့အဲ့တော့ဒီမှာ past tense ကြီးဖြစ်နေပြီနော်သူက past tense ပေးတာအဲ့မှာနေခဲ့တယ်အဲ့တော့ငွေအများကြီးကုန်ခဲ့တယ်အဲ့တော့ခုကအစဉ်ကိုကပြန်ရေးမယ်ဆိုရင်တော့ဒါ that condition နဲ့ပဲသုံးရတော့မှာ if that condition နဲ့ပဲကိုကသုံးရတော့မှာလေနော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာဆိုရင်ဒီဟုတ်တာမဲလေးနဲ့ရေးလိုက်အစဉ်ဒီမှာဆိုဘယ်လိုဖြစ်လဲဆို if she had not stayed at a hotel မှာဒါမနေခဲ့ဘူးဆိုရင်အဲ့လိုဖြစ်ရမှာနော်ဘာဖြစ်လဲဆိုတော့ကိုကလက်ရှိသူ past မှာတော့နေခဲ့တယ်လေနေခဲ့လို့ it cost her a lot ပတ်စံနေကုန်ခဲ့တယ်အဲ့တော့သူခုကကိုရီးယား that condition နဲ့ရေးရမှာ if she had not stayed at a hotel မှာမနေဘူးဆိုရင်ဘာဖြစ်မလဲ it would not have cost her a lot သူကုန်စေမှာမဟုတ်ဘူးပေါ့နော် would not have ဘာဖြစ်လဲဆို had 3ဆိုရင် would have 3အဲ့ဆိုနောက်တစ်ခုသွားမယ် Katie တဲ့ Katie is not in Bagan now Katie ကခု Bagan မှာမဟုတ်ဘူးတဲ့ဒါကြောင့်မလို့ I cannot see her tonight သူ့ကိုမတွေ့လို့မရဘူးပေါ့အဲ့တော့ခုလက်ရှိကဒါလက်ရှိအကြောင်းပြောနေတာအဲ့တော့လက်ရှိကကျတော့သူကလက်ရှိမှာမဖြစ်နေတဲ့အရာဆိုရင်ကိုက second condition ကိုသုံးရမှာအဲ့တော့ပြောချင်တာကတော့ if Katie where เนาะခုနကပြောခဲ့သလိုပဲဒီဟာတွေကဒါ imaginary လုပ်နေကြမှာ where ကိုသုံးရမှာ if Katie were in Bagan now အခုသာ Katie က Bagan မှာရှိခဲ့တယ်ဆိုရင် ဒီမှာရေးလိုက်နော် I could see her tonight ဘဂန်မှာရှိခဲ့တယ်ဆိုရင် I could see her tonight ဒီညငါသူ့ကိုတွေ့လို့ရမယ်ဟုတ်လား I could ဘာဖြစ်လဲဆိုတော့ဒီမှာဘယ်လိုဒါ I would နဲ့ပဲပြန်သုံးလိုက်လေရတယ်နော်ဒါဆိုရင်if Katie were in Bagan နဲ့ဘဂန်မှာသာဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော် I could see her tonight သူ့ကိုတွေ့နိုင်လိမ့်မယ်ပေါ့ဒီမှာတော့ could ပဲပြန်သုံးလိုက်မယ်နော်နောက်တစ်ခုမဟုတ်ရင် would နဲ့လည်းပြောလို့ရပါတယ် I would see her tonight ဒီနေ့ငါသူ့ကိုတွေ့လိမ့်မယ်ပေါ့နောက်တစ်ခု you didn't submit နံပါတ်3က you didn't submit your assignment in time မင်းအချိန်မီကိုမတင်ခဲ့ဘူးပေါ့ assignment ကိုဒါကြောင့်မလို့ the teacher က punish you ဖြစ်သွားပေါ့ဘာပြောမလဲအပြစ်ပေးခဲ့တယ်ပေါ့အဲ့တော့ didn't submit သူကမတင်ခဲ့ဘူးဒါက past မှာဖြစ်ခဲ့တဲ့ situation ကြီးအဲ့တော့ past မှာဖြစ်ခဲ့တယ်ဆိုတော့ if you had submitted your assignment ကိုဒါ submitted လုပ်ခဲ့မယ်ဆိုရင်ကိုအဲ့လိုပြန်ရေးရတော့မှာလေနော် if you had submitted your assignment in time အဲ့ဆိုရင်ဘာဖြစ်မလဲ the teacher would not have punished you the teacher ကမင်းကို
ဟောပေါ့အပြစ်ပေးပြီးမှအပြစ်ပေးလိုက်မယ်မဟုတ်ဘူးဟုတ်တယ်လားအဲ့ဒါ would not have punished you เนาะကိုကစာကြောင်းလေးတွေเนาะစာကြောင်းလေးတွေတော့အဓိပ္ပာယ်လေးတွေကိုဟိုပါပေါ့နော်မလွဲတော့လုပ်ရမှာเนาะဒီမှာ if you didn't submit ကိုက submit မလုပ်ခဲ့လို့ punish ဖြစ်တယ်အဲ့တော့ submit တာလုပ်ခဲ့ပြီးမယ်ဆိုရင် would not have punished you မင်းကိုအပြစ်ပေးမှာမဟုတ်ဘူးပေါ့နောက်တစ်ခု he doesn't have a debit card ဆိုလို့ ATM card တွေလို့ပေါ့နော်ကိုကငွေအရင်ဖြည့်ထားပြီးတော့မှသုံးရတဲ့ဟာပေါ့အဲ့တော့ he doesn't have a debit card မရှိဘူးတဲ့ဒါကြောင့်လို့ he cannot buy a ticket မဝယ်လို့မရဘူးတဲ့အဲ့တော့ဒီမှာကျတော့သူက present situation present မှာမရှိဘူးအဲ့တော့ရှိခဲ့ရင်ပေါ့နော် if he had a debit card, he could buy a ticket အဲ့လိုဆိုရင် he could buy a ticket to ဝယ်နိုင်လိမ့်မယ်နော်အဲ့ဆိုရင်ဒါလေးတွေကတော့ဟို would လဲသုံးလို့ရတယ်ဒါပေမဲ့ဒီနေရာမှာတော့ could ပဲသုံးလိုက်တော့မယ်နော်သူ့မှာသူ can လေးနဲ့ပေးထားတယ်ဆိုတော့ could လေးနဲ့ပဲသုံးလိုက်လည်းရပါတယ်နောက်တစ်ခု Sue does not answer the phone နဲ့ Sue ကတဲ့ဘောနော်ဖုန်းကိုသူမကင်ခဲ့ဘူးဘောနော်ဖုန်းကိုမဖြေခဲ့ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ because she is not in the office သူက office ထဲမှာမရှိဘူးတဲ့အဲ့တော့ခုကလည်း current situation ပဲအဲ့တော့ current situation မှာသူက office ထဲမှာမရှိလို့မဖြေခဲ့ဘူးဟုတ်တယ်မလားအဲ့တော့ခါကျတော့ဒီမှာရေးရတော့မယ်ဆိုရင်တော့ if Sue were in the office ထဲမှာဒါရှိခဲ့မယ်ဆိုရင် she would answer the phone သူဖုန်းဖြေလိုက်မယ်ဟုတ်တယ်မလားရှိခဲ့ရင်ဖုန်းဖြေမယ်သူအခုကမရှိခဲ့လို့လေနော်နောက်တစ်ခုနောက်ဆုံးတစ်ခုပေါ့နော် the waiters in that restaurant အဲ့ဒီစတောက်ဆိုင်မှာရှိတဲ့ waiters တွေအားတဲ့ waiter တွေက didn't serve well ကောင်းကောင်းသူတို့ဟိုပေါ့နော်ကောင်းကောင်း service မပေးဘူးတဲ့ so I didn't go there သွားဘူးတဲ့အဲ့တော့ဒါကじゃ past tense အကြောင်းပြောတာ past situation ဟိုပါပေါ့နော်သူတို့တွေကdidn't serve well ကောင်းကောင်းမလုပ်ကြဘူးပေါ့နော်ဒါကြောင့်လို့ငါမသွားဘူးအဲ့တော့ခါကျပြောချင်တာကတော့ if the waiter had served okay if the waiter in that restaurant had served well ကောင်းကောင်းတာသူတို့တွေဟိုအခမ်းမဲ့ကြိုးစုမဲ့ပေါ့နော်ကောင်းကောင်းတာ service ပေးမယ်ဆိုရင် I would have gone there ငါသူ့ကိုသွားလိမ့်မယ်ပေါ့နော် I would have gone there ခုကတော့သူက service ကောင်းကောင်းမပေးလို့ I didn't go there ပေါ့နော်